မင်္ဂလာပါတို့ TikTok ကောင်းဖြစ်တဲ့နေ့ကိုကျွန်တော်တို့တူတူလေ့လာကြည့်ကြအောင်နော်ဟိုကျွန်တော်တို့ TikTok တွေကိုသွားလိုက်မယ် TikTok တွေကိုရောက်ပြီဆိုလို့ရှိရင်ကျွန်တော်တို့ဒီမှာနော်ဒီမြေကြောင်3ကြောင်လေးနှိပ်လိုက်မယ်ပြီးလို့ရှိရင်ကျွန်တော်ဒီမှာအောက်ဆုံးက setting and privacy ကိုတစ်ချက်နှိပ်မယ်ပြီးလို့ရှိရင် account ဆိုတော့တစ်ချက်နှိပ်မယ်နော်โอเคပြီးလို့ရှိရင်ဒီမှာနော်ကျွန်တော်တို့အောက်ဆုံးကဒီမှာ deactivation ကို delete ကောင်းတယ်အကောင့်လေးကိုတစ်ချက်နှိပ်လိုက်မယ်သူကဒီမှာ delete ကောင်းပဲကြည့်ဒီအောက်ကဟာတော့ကျွန်တော်တို့အပြီးဖြတ်တာပေါ့နော်အပေါ်ကတော့ခေတ္တရာကြီးဖြတ်တာဟုတ်ပြီကျွန်တော်ခေတ္တရာကြီးဖြတ်တဲ့နည်းကိုပြမယ်နော်ဟုတ်ပြီအပြီးဖြတ်ခြင်းနဲ့ဆိုအောက်ကဟာရေးပါပါနော်ဒီ activation ကောင်ကိုကျွန်တော်ရွေးလိုက်မယ်ပြီးလို့ရှိရင်ဒီ activation ကိုကျွန်တော်တစ်ချက်နှိပ်လိုက်မယ်ဟုတ်ပြီပြီးလို့ရှိရင်ကျွန်တော်ဒီမှာနော်မေးမှာကိုကြလိမ့်မယ်ကိုတစ်ချက်ထည့်ပေးရမယ်နော်ဟုတ်ကဲ့အဲ့လိုမျိုးကျွန်တော်တို့မေးမှာကုတ်ထည့်ပြီးလို့ရှိရင်ကျွန်တော်တို့အဲ့မှာဒီဟာဒီဘက်ကိုတစ်ချက်နှိပ်လိုက်မယ်ဆိုလို့ရှိရင်ကျွန်တော်တို့ TikTok အကောင့်လေးကပြတ်သွားပြီနော်